ဒီမိန်းကလေးစားတောက်နေရတဲ့အစားအစာတွေကတခုခုတော့ထူးဆန်းနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အိမ်မှာစားရတဲ့အစားအစာတွေကအမြဲတမ်းတပုံစံနဲ့ဖြစ်နေလို့ပါ။မနေ့တိုင်းမှာသူမအမေလုပ်ပေးတဲ့ပန်ကိတ်ကိုပဲစားရပါတယ်။နေ့လယ်စာကတော့အမြဲတမ်းစပါဂတီပဲဖြစ်နေပါတယ်။ညစာကလည်းအမြဲတမ်းအသားလုံးကင်ပဲဖြစ်နေပြန်ပါတယ်။ဒါပေမဲ့လီစာကတော့ဒီလိုထက်တလဲလဲဖြစ်နေတဲ့ဟင်းလျာတွေကိုညှိငွေ့နေတာကြပါပြီ။ညစာစားပြီးတိုင်းမှာလည်းသူမအဖေကကိုတောင်ထဲကိုသွားပြီးတော့တခါမှပြင်လို့မရတဲ့ကားဆုပ်ကြီးကိုပဲအမြဲတမ်းသွားပြင်နေတတ်ပါတယ်။မောင်လေးချစ်သူကလည်းတခါမှအနိုင်မရတဲ့ဗီဒီယိုဂိမ်းကိုပဲထိုင်ဆော့နေပါတယ်။တကယ်တော့သူတို့မိသားစုကဒီနေ့ရက်ကိုပဲ25နှစ်တိုင်ထက်တလဲလဲဖြစ်တန်းနေကြတာပါအခုအချိန်မှာတော့လီစာကပြတင်းပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်နေပါတယ်ထုံးစံအတိုင်းပဲအိမ်ပတ်လည်မှာထူထပ်တဲ့မြူနင်းတွေဖုံးလွှမ်းနေပြီးသူမအမေကအနားကိုရှောက်လာပါတယ်မနှက်ဖြန်သူမမွေးနေ့မှာဘယ်ကိုသွားကျင်လဲလို့အမေကလာမေးပါတယ်ဒါပေမဲ့လီစာကတော့အမှန်တရားကိုသိနေခဲ့ပါပြီသူမအမေကဒီမေးခွန်းကိုပဲနှစ်ပေါင်း20ကျော်တိုင်မေးနေခဲ့တာဖြစ်ပါတယ်သူမဘလို့ရွေးချယ်မှုမျိုးပဲလှုပ်သူမမိသားစုကမွေးနေ့မတိုင်ခင်တရက်မှာပဲအငြင်းပိတ်မိနေကြပါတယ်ဒါကိုသိရှိနားလဲတဲ့တူဦးတဲ့တော်သူကလီစာပဲဖြစ်ပါတယ်မိဘတွေနဲ့မောင်လေးကတော့ဒီနေ့ဟာတစ်ဆက်နှစ်ရက်တရက်လိုမျိုးပဲအငြင်းပြုမှုနေကြပါတယ်အမှန်တရားကိုရှာဖွေဖို့အတွက်လီစာကအိမ်ပေါ်ထက်ကပစ္စည်းတို့လောင်ကန်းတွေကိုပထမဆုံးအကြိမ်တက်သွားခဲ့ပါတယ်အထဲကိုဝင်လိုက်တဲ့အခါမှာတော့ TV ဆက်ဟောင်းတစ်ခုထဲမှာထည့်ထားတဲ့မိသားစုတပ်ပုံကိုသူမတွေ့လိုက်ရပါတယ်ဒါပေမဲ့လီစာပေါ်ထက်ကနေပြန်ဆင်းလာပြီးတဲ့နောက်မှာတော့မိသားစုရဲ့ထက်တလဲလဲတန်တရာကရုတ်တရက်အကြီးကျယ်ပြောင်းလဲသွားပါတယ်တခါမှဆေးလိပ်မတောက်တဲ့အဖေကညစာစားပြီးတဲ့နောက်မှာဆေးလိပ်တစ်လိပ်ကိုထုံးညှိလိုက်ပါတယ်စာဖတ်လေးမရှိတဲ့သူမအမေကလည်းအခုဆိုရင်စာအုပ်တုပ်ထဲမှာအာယုံဆောင်နေပါတယ်အဲ့ဒီနောက်မှာတော့သူမဖေကရုတ်တရက်ဒေါသတကြီးနဲ့တမိဖြစ်သူကိုကားဆက်နိုးတဲ့ပလက်တွေကိုခိုးရဆိုပြီးဆွဆွဲပါတော့တယ်ဒါကြောင့်လည်းကားကဘယ်တော့မှပြင်လို့မရတာလို့သူကအော်ဟစ်ပြောဆိုပါတယ်ဒါကိုသူမလောက်တာလားဆိုပြီးတော့လည်းအတင်းကျပ်မင်းမြတ်နေပါတယ်ဒါကိုသူမခိုးယူခဲ့တာလားဆိုပြီးတော့လည်းထက်ခါတလဲလဲမင်းနေပါတယ်အမေနဲ့တမိကတော့ကြောက်လန့်တကြားနဲ့တုံ့လုံနေကြပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိကလူခေါ်ပဲတန်ရုတ်တရက်မြည်လာပါတယ်မြူနင်းတွေထဲကနေသူစိမ့်တယောက်ထွက်ပေါ်လာပါတယ်သူကအိမ်ကဝါယာကျိုးတွေကိုစစ်ဆေးဖို့လာတာလို့ပြောပါတယ်ဒါပေမဲ့လီစာကတော့အလွန်မင်းထိတ်လန့်သွားပါတယ်ဘာလို့လဲဆိုတော့25နှစ်အတွင်းမှာပြင်ပတ်လူတယောက်အိမ်ထဲကိုဝင်လာတာဒါဟာပထမဆုံးအကြိမ်မို့လို့ပါအဲ့ဒီနောက်မှာတော့ပြုပြင်ရေးသမားကအပေါ်ထက်ကိုတက်သွားပါတယ်လီစာကသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားတဲ့အခါသူကသူမရဲ့ကုတင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ပြုပြင်ရေးသမားကသူမကိုစတင်ချင်းချောက်ပါတော့တယ်ဒီအိမ်ရဲ့ရှိုးဝက်ချက်တွေကိုဖော်ထုတ်ဖို့မကြိုးစားပါနဲ့လို့သူကတတိပေးပါတယ်လက်ရှိဘဝကိုပဲအေးအေးဆေးဆေးခံစားနေထိုင်ဖို့သူကခိုင်းစေပါတယ်သူမကတာစကားနာမထောင်ရင်သူမနဲ့သူမမိသားစုအပေါ်ကြောက်စရာကောင်းတဲ့အရာတွေဖြစ်လာလိမ့်မယ်လို့သူကပြောရတယ်။အဲ့ဒီပြုပြင်ရေးသမားကသူ့ရဲ့နေကမျက်မှန်ကိုတက်လိုက်တဲ့အချိန်မှာတော့လီစာကသူမရဲ့ပုံရိပ်ဟာအယိုးစုတစ်ခုအဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရပါတယ်။ပြုပြင်ရေးသမားထွက်သွားပြီးမကြခင်မှာပဲအိမ်ကအခြေအနေအလုံးကပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်။မနက်ကဒေါသထွက်နေတဲ့အဖေကလည်းရုတ်တရက်ပြန်ပြီးသဘောကောင်းသွားရတယ်။အမေကလည်းဘာမှမဖြစ်ခဲ့တယ်လို့မျိုးပဲနေပါတယ်။ဒါပေမဲ့လီစာကတော့ဒီလိုဘဝမျိုးကိုဆက်ပြီးအောင်အီးမခံနိုင်တော့ပါဘူး။အခုဆိုရင်သူမကပြုပြင်ရေးသမားရဲ့မျက်မှန်ထဲမှာမြင်ခဲ့ရတဲ့အယိုးစုပုံရိပ်ကိုပြန်တတိယနေပါတယ်။သူမနဲ့သူမမိသားစုကတစ်ချိန်လုံးတည်ဆုံးနေခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ကြောက်စရာကောင်းတဲ့အချက်ကိုသူမစတင်သတိပြုမိလာပါတယ်။အဲ့ဒီနောက်မှာတော့လီစာကပြုပြင်ရေးသမားရဲ့သတိပေးချက်ကိုလစ်လျူရှုလိုက်ပါတယ်။အိမ်ရဲ့ရှိုးဝက်ချက်တွေနဲ့ပတ်သက်တဲ့တဲလုံစတွေကိုရှာဖွေဖို့သူမကစိတ်ပိုင်းဖြတ်လိုက်ပါတယ်။ဒီလိုထက်တလဲလဲဖြစ်နေတဲ့အချိန်စဝန်းကိုအပြီးတိုင်အဆုံးသတ်ချင်နေတာပါ။ဒါပေမဲ့သူမရဲ့လုပ်ရက်တွေကပြုပြင်ရေးသမားကိုနောက်တစ်ကြိမ်ဒေါသထွက်စေခဲ့ပါတယ်။မကြခင်မှာပဲသူမစီကိုသူစိမ့်စီကဖုံးဝင်လာပါတယ်။ဝင်မပါဖို့သူမကိုနောက်တစ်ကြိမ်ထပ်ပြီးသတိပေးပါတယ်။လီစာကတော့နားမထောင်ပါဘူး။ဒီအချိန်စဝန်းရဲ့နောက်ွယ်မှာဒီပြုပြင်ရေးသမားရှိနေတယ်လို့သူမကအခိုင်အမာယုံကြည်နေပါတယ်။သူမကတတိရှိနဲ့အမှန်တရားကိုဆက်ပြီးလက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လီစာဖုံးချလိုက်ပြီးတာနဲ့ချက်ချင်းဆိုသလိုအိမ်ထဲကိုမဖိတ်ခေါ်ပဲရောက်လာတဲ့အဲ့ဒီတယောက်ပေါ်လာပါတယ်။လီစာကလက်ရှိအချိန်စဝန်းကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့ပြုပြင်ရေးသမားကိုရန်စလိုက်တဲ့အတွက်ကြောင့်သူမမိသားစုကိုပို့ပြီးထူးဆန်းတဲ့အချိန်စဝန်းတစ်ခုတည်းကိုတွန်းပို့လိုက်မိပြီဆိုတာသူမမသိသေးပါဘူး